အခုလိုကာလမှာဝမ်းနည်းစရာသတင်းတွေစိုးရိမ်ပူပန်စရာသတင်းတွေအများကြီးပဲတွေ့နေရတဲ့အတွက်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ negative emotion တွေစိုးရိမ်တောကတွေစိတ်ပူပန်မှုတွေအများဆုံးနဲ့အလွယ်ကူဆုံးပြပြောက်စေနိုင်တဲ့နည်းတွေကိုပြောပြသွားမှာပဲဖြစ်ပါတယ်ခန္ဓာကိုယ်မှာ anxiety ရော့စေရဲ့ acute pressure point တွေအများကြီးရှိရပါတော့အဲ့ဒီထဲမှာလွယ်ကူပြီးတော့ usual နဲ့ point တွေကိုပြောပြသွားမှာပဲဖြစ်ပါတယ်။ရင်စလက်ပွားပြန်ပြီးတော့လက်သုံးချောင်းကိုဒီပေါ်မှာတင်လိုက်မယ်။အဲ့တော့အောက်လက်ချောင်းရဲ့ဒီအောက်ဆုံး point ပေါ့နော်။ဒီနေရာလေးကို5 စက္ကန့်ကြာစဝိုင်းပုံသဏ္ဍာန်နှိပ်ပေးရမှာဖြစ်ပါတယ်။ဒုတိယနေရာကျတော့ဒီလက်မနဲ့လက်ညှိုးကြမှာရှိရပါတော့။ဒီမှာနောက်တစ်ဖက်ရဲ့လက်မနဲ့လက်ညှိုးသုံးပြီးတော့ဒီလိုလေး5 စက္ကန့်ကြာနှိပ်ပေးရမှာဖြစ်ပါတယ်။နှိပ်ပေးတဲ့အချိန်မှာအသက်ကိုဖြည်းဖြည်းချင်းရှူသွင်းရှူထုတ်လုပ်ပေးရမှာလည်းဖြစ်ပါတယ်။နောက်ထပ်တစ်နေရာကျတော့ညခုံးနှစ်ခုကြားပါတော့။စဝိုင်းပုံသဏ္ဍာန်လှည့်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်။နောက်ထပ် point တနေရာကျတော့နားရဲ့ဒီအချိုင်လေးရဲ့အပေါ်နာဒီနားလေးကိုလက်မလက်ညှိုးသုံးပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်အခုလိုမျိုးနှိပ်ပေးခြင်းအပြင်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့တောကတွေစိုးရိမ်ပူပန်မှုတွေတခဏအတွင်းကိုကြောက်ကြသွားမှာဖြစ်ပါတယ်